အားလုံးပဲမင်္ဂလာပါရှင် TND Channel မှာမအူးပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့တွေဈေးမှာလွယ်ဝယ်လို့ရပြီးနေ့စဉ်ထမင်းစားတဲ့အခါအရန်ဟင်းအဖြစ်အရန်စားကောင်းတဲ့ကင်းမုံဒီကိုတငယ်ချင်းလေးတွေတိကျမှာပါနော်ဒါပေမဲ့အဲ့ဒီကင်းမုံဒီကအရသာကောင်းတာတည်းမကပဲကျန်းမာရေးအတွက်အမကန်အကျိုးကျေးဇူးတွေပါရှိနေတယ်ဆိုတာတငယ်ချင်းတွေသိပါတလားဒီနေ့ရဲ့ဗီဒီယိုမှာတော့ကင်းမုံဒီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျမတို့တွေကင်းမုံပင်ဟာအာရှနဲ့အာဖရိကနိုင်ငံတွေမှာရှေ့ကလေးကစားသုံးလာကြတဲ့အပင်တစ်မျိုးဖြစ်ပြီးတော့အသီးသာမကပဲအရွက်၊နွယ်ရိုးတံတွေကိုပါအမျိုးမျိုးချက်စားလို့ရပါတယ်ရှင်။အထူးသဖြင့်ကြော်စားလို့ရတယ်၊ဟင်းညွတ်ချက်တောက်လို့ရတယ်၊ပြုတ်ပြီးတို့စားလို့လည်းရလဲအလွန်အသုံးဝင်တဲ့ဟင်းသီးဟင်းရွက်လေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်ကင်းမုံဒီလေးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတစ်ခုချင်းစီကြည့်လိုက်ရအောင်နော်နံပါတ်1တွေးတွင်းတကြားတက်ကိုထိန်းညှိပေးခြင်းရှေးခေတ်ဆေးပညာမှာတောင်ကင်းမုံပင်ကိုစီးချိုယောဂကုတရာမှာအသုံးပြုခဲ့ကြပါတယ်ရှင်ကင်းမုံပင်ရဲ့အရွက်နဲ့ရိုးတံကိုဟင်းညိုချက်တောက်တာကြော်စားတာတွေကကျမတို့ရဲ့တွေးတွင်းတကြားတက်ကိုထိန်းညှိပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်တစ်ပတ်ကို2ကြိမ်လောက်စားပေးရင်စီးချိုအသက်အကျကိုထိန်းနိုင်တယ်လို့လည်းဆိုကြပါတယ်ရှင်နံပါတ်2အဝလွန်ခြင်းကိုကာကွယ်ပေးခြင်းသူတေသနအချို့အရာကင်းပုံဒီဟာအဆီစုစည်းမှုကိုလျှော့ချပေးနိုင်ပြီးအဆီဆဲမဖြစ်ခင်ကတည်းကတားဆီးပေးနိုင်ပါတယ်ရှင်။ဒါကြောင့်ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီးအဝလွန်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။နံပါတ်3မောပန်းနှုံးချိမှုကိုလျှော့ချပေးခြင်းကင်းမုံဒီမှာတန်တက်ပါဝင်ပါတယ်ရှင်။တန်တက်ဟာဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဓာတ်တစ်မျိုးဖြစ်ပြီးတော့တွေးရနေခြင်းကိုကာကွယ်ပေးနိုင်ပါတယ်ရှင်။ဒါကြောင့်ကင်းမုံဒီကမောပန်းနှုံးချိမှုတွေအားနည်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်ရှင်။နံပါတ်4အာယုံကြောစနစ်ကိုကောင်းမွန်စေခြင်းကင်းမုံဒီမှာဗီတာမင် B2 နဲ့အခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။ဒီအာဟာရဓာတ်တွေကြောင့်အာယုံကြောစနစ်ကိုကောင်းမွန်စေပြီးတော့အဲဆိုင်မားလိုယောဂတွေကိုပါကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်ရှင်။နံပါတ်5ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေခြင်းကင်းမုံဒီမှာပါတဲ့တီယာမင်းကအစာကိုအင်အားအဖြစ်ပြောင်းလဲပေးတဲ့အရေးကြီးတဲ့အာဟာရပါဒါကြောင့်ခန္ဓာကိုယ်ကိုခွန်အားပေးပြီးတော့ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေပါတယ်အထူးသဖြင့်တွေးနေဦးဆဲတွေထုတ်လို့ရမှာပါအထောက်အကူပြုပါတယ်ရှင်နံပါတ်6အစာချေစနစ်ကိုကောင်းမွန်စေခြင်းကင်းမုံဒီမှာဆိုလို့ရှိရင်အမြင့်ဓာတ်များစွာပါဝင်ပါတယ်ရှင်အဲ့ဒီအမြင့်ဓာတ်တွေကအစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်ဒါအပြင်အစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာရေးကိုပါကူညီပေးပါတယ်ရှင်နံပါတ်9ကင်ဆာကိုကာကွယ်နိုင်ခြင်းကင်းမုံဒီမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာကယ်ရိုတင်ပါဝင်ပါတယ်ရှင်အဲ့ဒီရဲ့ဓာတ်တွေကကင်ဆာဆဲတွေကြီးထွားမှုကိုတားဆီးပေးနိုင်ပြီးတော့ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်ရှင်ကဲနောက်ဆုံးတစ်ချက်ကတော့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်းပဲဖြစ်ပါတယ်ရှင်ကင်းမုံဒီမှာပိုတက်ဆီယမ်ပါဝင်ပါတယ်ရှင်အဲ့ဒီပါဝင်တဲ့ပိုတက်ဆီယမ်ကတွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးတော့နှလုံးကျန်းမာရေးကိုကာကွယ်ပေးပါတယ်ရှင်ဒါပေမဲ့ကင်းမုံဒီကကျန်းမာရေးအတွက်ကောင်းနေဆိုပြီးတော့အလွန်အကျွံစားသုံးတာတော့မကောင်းပါဘူးเนาะများလွန်းလို့ရှိရင်ဝမ်းပြက်ခြင်းတွေပိုက်နာခြင်းတွေနိုင်ပါတယ်ဒါကြောင့်အတော်အတန်ပမာဏနဲ့တာစားသုံးဖို့တငယ်ချင်းလေးတွေကိုဒီနေရာနိုင်ပြီးတော့အကြံပေးလိုက်ပါတယ်เนาะဒီလိုကျန်းမာရေးဆိုင်ရာဘုဒ္ဓတွေကိုဆက်လက်ကြည့်ရှုရှင်နေဆိုလို့ရှိရင်မအူးရဲ့ channel လေးကို like and subscribe လေးလုပ်ထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်တငယ်ချင်းတွေလည်းကျန်းမာရေးတွေကောင်းမွန်ပြီးတော့ပါရပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်